လေရဲစကန်ကြတော့ ငါတို့ရင်လည်းဂိမ်းပေါက်ကတော့ဘယ်လိုသိရ ဘယ်လိုသိရ ဒီဘက်ထဲပါပြဲတဲ့6ဆောက်တာတော့အိတ်တို့ရဲ့6တော့ပါတယ် ဘယ်တဲ့နဲ့ရှာတော့အုပ်ထုတ်ပါတယ်ဟုတ်လား ရှာပြောတယ်ဘယ်ကိတ်ကလူဘယ်ကိတ်ကလူ ထောက်ရွာတဲ့ရတယ်သူက ဟုတ်လားတဲ့ အဲ့လိုဖောင်းရ အားလုံးပဲမင်္ဂလာပါဗျကျွန်တော် YouTube channel နဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာပေါ့နော်ဒီခုမန္တလေးမှာညနေပြီဆိုရင်အိမ်တီဝင်ရောက်ပြီးခိုးတဲ့တခိုးကိုမိပြီဆိုတဲ့သတင်းအကြောင်းအရာလေးဖြစ်ပါလေဗျနောက်တဲ့သတင်းအကြောင်းအရာလေးပါဝင်နေပေါ့နော်ဒီဗီဒီယိုလေးမှာဆိုရင်ကျွန်တော်အကြောင်းစုံကိုရှင်းပြပေးထားတာဖြစ်တဲ့ကြောင့်ဒီဗီဒီယိုလေးကိုအစနဲ့ဆုံးလေးကြည့်ဖို့ကျွန်တော်မိတ်ဆွေတို့ကိုဖိတ်ခေါ်လိုက်ပါတယ်ဗျနောက်စဉ်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဗျ အိမ်တိလား အိမ်သိလားတဲ့ ဒီရွာတွေရတယ် အဲ့နင်းနဲ့သူနဲ့ဘလို့အဆက်တော့ နမည်သိလား ပြရတယ်အဲ့ဘက်ထဲမှာဆွဲရပါပတ်သက်သွားတာဆောက်တာငါလေးတယ်လားဟုတ်တယ်ဆိုတော့တမန်သွားဆိုတော့သူဒီကဒီကဒီဖောက်ရွာတွေသွားတမလေးကိုလိုက်ပြတယ်လိုက်ရတာသွားတယ်ဟိပခိုးဆိုနေကိုလည်းတတ်ပါဆိုတော့တမလေးကကြောက်လို့ပဲလာကိုညီမလေးပြန်လာပေးလိုက်တာ ဘယ်ရန်ပစ္စည်းကို ခိုးပြီးမှတော့ပြန်လာဘူးမှမပေးဘူး ဟုတ်လားအဲ့ဒီမလေး ခိုး ဘယ်ရ ပြီး န်ပ မှ စ္စည်းကို ပြန် ခိုး လာ ခိုင်းတော့ ဘူးမှမပေးဘူးကြီး ရရန်ပစ္စည်း ဆောက်မပြောနဲ့ခိုးပြီးမှတော့ပြန်လာဘူးမှမပေးဘူးကြီး အဒီတို့ရတယ်အကိုတို့မေးမှလေးမေးတော့မှတမီးတို့ကိုသူမတတ်ရဲတော့အဲ့ဒါကြောင့်တမီးလာပေးရလေဗျာပေါ့ ဟုတ်နေညီသူ့ကိုလာညီကိုလာပေးခိုင်းရပါသူနဲ့ညီနဲ့ဘာမှမခိုင်းနိုင်ဘူးသူခိုးတာလေညီ မမမမမဲတော့နားလေအဲ့ညီကိုခိုင်းတဲ့လူကဒီရန်ပစ္စည်းကိုတကူ ဒီကနေ့ရသွားတဲ့ဖုန်းတစ်လုံးငါပြန်ရတာငါပြန်ကောင်းတော့မင်းသိလားဖုန်းရသွားပြီ तू က ဒီကိုကတော့ပါသွားတယ် ရောက်ဖွင့်ကြည့်လိုက်တာနိုင်လို့ပုံနေပါတော့ပြန်လာပြီ ဟုတ်တယ်သူကလည်းတော့သူကဖွင့်ကြည့်လိုက်တာလေဖွင့်ကြည့်လိုက်လို့ခိုင်းတာ သမီးဒီမဲ့ဒီ ငါတို့အိမ်ကိုလည်းသူကပဲခိုးခိုင်းတာ ဒီထဲမှာအေးဒီမဲ့တောင်းကြီးလို့ဘာလို့မှတ်ထားလဲဘာရခိုင်ဒီကကျွန်တော်တို့က ခိုးခိုင်းတာ မျိုးအမျိုးအဲ့ဒီကောက်ကလူကညမနေကိုခိုင်းတော့ အိမ်နဲ့ပဲ ဘာလို့လဲဘာလို့ ဟဲ့မပြူမပြူ အိမ်မပြောစင်း ဟဲ့မပြူအိမ်ပေါက်ကလူကညိမ့်နေငိုင်းနေနှိမ်နေခိုးခိုင်းတာ ခင်ဗျာဂိမ်းပေါက်ကလူနာမြန်နေသိတာ ကြောက်ပြောနေအကူပါအကူကလာပေးခိုင်းတာဆို ခုနက ခုနကအကူကလာပေးခိုင်းတာလေ မတို့ရောက်ကြမရောက်တာ အေးရဲတင်းချမ်းပုံမှာဆိုလို့နေဂိမ်းပေါက်ကလို့နင်းဖေးတာနင်းဘက်တွေးတာ ပြောလိုက်တာပဲ နင်းဖေးမ အဲ့ ယ် လေ န ခု င်း န ဖေး ကျတော့နေမနေအကူကပို့ခိုင်း ထောက် တာ ပြောဟုတ်ဘူးပို့လား ပို့လိုက်တော့လို့ ပြောဒီပြောနေချောက်ချောက် ဒီ ပြော ဒီလေသူ6ဝီပြောရတယ်ပေါ့ အခုနအရင်အကြောင်းကြမှာလားပြီးမှရစကံပေါ်မှာ ငါဥက္ကဋ္ဌဖုန်းလဲအခု အေးပေးမဆက်ပေးရဲထားလိုက်ပို့စားမလား သိလားဟုတ်ကဲ့ရင်စ နနာမြင် ရဲထားလိုက်စားမလားဥက္ကဋ္ဌဖုန်းကမရှိဘူးမသိ အဲ့ဆိုရင်အခုလားဝင်းနဲ့ရေစကန်သွားမယ်ရေစကန်မှာပြောစကန်မို့လို့ပြောပြီးအဲ့လိုစကန်ရဲနေလိုက်ရှာကြီးမတွေ့ရင်ကြီးအဲ့မလို့အောင်ကြီးထောင်ကြမှာလားသေးကြလား အကြမှာတော့ဖြစ် သူ သေးရ က လား မိတွေလဲလေရန်ကုန်မှာထောင်ကြတာဆို6 မ ပြော ဟုတ်ဘူးလို့ဒီမှာရှိပါတယ် ရှိတယ်ရှိတော့တယ် ဟိုမှာဟိုနာကြော်တာအဲ့လိုအပေါက်ရှိရဲ့အိမ်မတိတောင်ရောက်ပါနဲ့အိမ်နဲ့သူခိုးခိုင်းတာလေခိုးခိုင်းတဲ့သူကလည်းမိုက်သားပဲ နေနေနော် အေးဖမ်းလာတဲ့အားတဲ့ဘိတ်ပေါက်ဆောက် ဒီလိုပူလာလိုက်တာပြီးခဲ့တဲ့ဟောနိုင်တစ်ခုရှိရသေးတယ် တော်တဲ့ဘောမျိုးမ ဒီ ခ ကူ ပုံ မ နဲ့ ဟုတ် ဟာ တော့ ပုံနဲ့ပါတော့ ကောင်းမလေးပုံနဲ့ကြပူရတဲ့ ဟာအိမ်မပြောလို့ ပူလာတိုက်တဲ့နဲ့ကမရှိဘူးနားဝင်ခိုင်း ဘူးလာတဲ့ကမအိမ်ရောက်ပြန်မအိမ်ရောက်တော့ရတာ ဒီရဲ့နော်မားတော့မှ အဲ့လိုဆိုညီ စီပင်းရုံးတော့သွားဆိုတော့သူကဆိုင်ကိန်းနဲ့ဘက်ကိုသွားသွားနာမြင်နေတယ် မငါတို့လည်းနေတိုင်းအကျော်ပို့နာဘူးလာတယ်ဘယ်သူမှမရှိ ပူလာလည်းပို့တယ် ဘူးလည်းမရှိ အဲ့ဖုန်းလိုင်းမှာလည်းဖုန်းလိုင်းနေတိုင်းရှိရမှာ သူတို့ချယ်ရီမှာဆိုနေတိုင်းရှိတယ်မျိုးထဲမှာ ဒါပေမဲ့လို့ နေတိုင်းဒါညီ ပေးလိုက်လို့ကတော့မရ နေရ ညီကကြပဲတော့ခုနမိုက်တာ ဘူးဒီအဲ့ဒါပြောမှခုမှငါသာဘလခဏရဲ့ငါမေးမယ်ညီငါတို့အိမ်တော့ညီဘယ်လိုဝင်လာတာမဟာဝင်လာနိုင်မညီဝင်လာငါအိမ်တော့ဘယ်လိုဝင်လာတော့ဒီပေါက်တဲ့ရကားထားရဘယ်လိုလုပ်တာဖုန်းနေမဟုတ်ညီပတ်ဆိုင်ကောနိုင်သေးရဲ့ဟုတ်လားပတ်ဆိုင်နိုင်သေးရဲ့အဲ့ပတ်ဆိုင်ရှိလားမရှိလားနိုင်သေးရဲ့မအဲ့ပတ်ဆိုင်ကဘာလို့နှုတ်ခဲ့တာထားရအောင်နှုတ်ခဲ့တာ အဲ့ဒါဘယ်ဝင်းနေရဘယ်နာဘယ်ပတ် ရ ပတ် တယ်မေးရမှာရ သူပြတယ်ပေါ့ အေး ဘယ်နာလေး သူကအပြားလူမတရားရောက်ကိုပါသူပြဂိတ်ကမဟုတ် ဟုတ်တယ်အားကြောင့် တော့တရားတော့မဟုတ်တာဟုတ်တာဒီကျွန်တော်ကအကုန်လုံးတပေါက်ပါစကားတွေများပြီးကုန်းဆောက်မေးနေသူကကုန်းဆောက်ပြီးနေမှာပဲတခုခုအပ်ပြီးဟိုကျမှသူကစစ်မေးလိမ့်မယ်ဟုတ်တယ် ကူကထားလျှောက်ပြောနေတာ သူကတော့10ရောက်လုံးမေး10ရောက်လုံးဖြေနေမှာပဲသူကတော့ရှောက်ဖြေနေမှာပဲဒါပေမဲ့လောရ အမတို့ကတော့ ရတကယ်ကြမှာ အမအလိုက်ပါပဲ
ဘာလို့ဆို ဟုတ်တယ်အရင်ကျွန်တော်တင်တာခင်ဗျမထေးကြည့်တော့ရပါလားလောက်ဘူးလွယ် လောက်ဘူးလို့လွယ်လို့လောက်တာလေ အဲ့ဒါသူကမမိလိုက်တော့ဒါကျတော့မိလိုက်တော့အများကြီးပေါ်မှာသေးတယ် ဒါဒီဘက်လမ်းကြောင်းကိုပြောတာမဟုတ်လားတောင်းတယ်ဆိုမှတော့ချင်းနေလိုက်ကြည့်တာ ကြည့် တ ထား ကယ်ကြည့်တိုင်းတာမေးတရားသိတာနောက်ကတနာမဲနောက်ကတောင်းတဲ့လူတွေဆိုကုန်ကြောတော့မယ်တနာနဲ့နော် ငါတို့ပြောကလေးလေးကြည့်ဒါတော့တို့ အာသူရမှာတို့ညာတနာတော့ပေးရများ နောက်ဆက်ပြန်သွားကြည့်လိုက် ကဲပို့မှလို့လေလုံး ကဲအားလုံးပဲသတိပေးချင်တာလေးတစ်ခုရှိလို့ပေါ့နော်ဘာသတိပေးချင်တာလဲဆိုရင်ကျွန်တော်တို့ဒီနေ့ညနေကျွန်တော်တို့ဈေးထဲမှာဖြစ်သွားတဲ့ဖြစ်ရတစ်ခုကိုကျွန်တော်သတိပေးချင်တာပါအဲ့ဒါဘာဖြစ်သွားရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ညနေ4 နာရီလောက်မှာတားမိ2ယောက်ပေါ့နော်ဈေးဝယ်လာတယ်ဈေးဝယ်လာတဲ့အချိန်မှာအဲ့ဒီသူသမီးဖြစ်သူကိုအကောင့်တစ်ယောက်ကတူဈေးနဲ့တို့ပြီးတော့ခေါ်သွားတဲ့အချိန်မှာသူသမီးကလည်းဈေးချင်းတောင်းလေးကိုလွတ်ချခဲ့တာဈေးချင်းတောင်းလေးလွတ်ချခဲ့တာပေါ့သူကလည်းကြောင်သွားပြီးတော့လွတ်ချမိလိုက်တာပေါ့လေလွတ်ချပြီးတော့သူကလည်းလိုက်သွားတာအဲ့အချိန်မှာသူ့အမေကဈေးဝယ်နေနေပြန်ကြည့်တဲ့အခါမှာဈေးချင်းတောင်းမဲ့တွေ့တော့သူသမီးကိုမတွေ့တော့တဲ့အချိန်မှာသူ့အမေကလည်းငါသမီးလေးဘယ်ရောက်သွားလဲဆိုပြီးတော့ပြေးလိုက်တာသူ့အမေပါတိုးစင်းနဲ့မိရင်လည်းမိနေမှာပါပြောတော့မတက်ဘူးအဲ့အချိန်မှာသူ့အမေကသွေးတန်းနဲ့ပြေးလိုက်တာသူ့သမီးနောက်ကိုပြေးလိုက်တဲ့အချိန်မှာအဲ့အကောင်ကကောင်မလေးကိုခေါ်ပြီးတော့ဘယ်ကိုသွားလဲဆိုရင်သူတို့ဈေးအနောက်ဘက်ကိုသွားပြီးတော့ဈေးအနောက်ဘက်မှာသူ့အဖွဲ့တွေကပဲ3ဘိန်းနဲ့2ယောက်ကစောင့်နေအဲ့2ယောက်ကစောင့်ပြီးတော့ကောင်မလေးကိုအဲ့ဒီ3ဘိန်းပေါ်တင်ပြီးတော့ခေါ်မယ်ပေါ့သွားတော့မယ့်အချိန်မှာကောင်မလေးကတတိပြန်လဲလာပြီးတော့မလိုက်ဘူးလို့អော်တဲ့အချိန်မှာအဲ့ဒီဈေးတွေကလူတချို့ကကြားပြီးတော့ကောင်မလေးကိုသွားပြီးတော့ကဲတာပေါ့လေသွားခေါ်ပြီးတော့အဲ့နဲ့ပဲအကောင်တွေကလည်းသူတို့မလွတ်မှန်းသိတော့ကောင်မလေးကိုပဲလွတ်ချခဲ့ပြီးတော့သူတို့မောင်းပြေးသွားတာအဲ့ဒါဆိုတော့တေချာပေါ့နော်သူ့အမေကလည်းနောက်ပိုင်းကျတော့ဒါပြန်တွေ့သွားတယ်ပေါ့နော်ကောင်မလေးလည်းကန်ကောင်းလို့ပါမသွားဘူးသူလည်းလွတ်လာခဲ့တယ်ဒါပေမဲ့တတိပေးချင်တာကောင်မလေးကငငယ်လေးမဟုတ်ဘူးနော်အသက်22နှစ်အရွယ်အသက်ပြည့်ပြီးသားသူတောင်မှအခုလိုမျိုးပြန်ပေးဆွဲတယ်လို့ဇကားတွေကလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်အသက်ငယ်တဲ့သူတွေရောယောက်ျားမိန်းမမဟုတ်ဘူးပေါ့အကုန်လုံးတတိထားစေခြင်းတယ်မိဘတွေလည်းကိုယ့်ရဲ့သားသမီးကိုပေါ့နော်လွတ်မထားသင့်ဘူးပေါ့နော်အခုချိန်မှာတိုဈေးတွေကလည်းအရန်ခစ်စားနေတယ်ပေါ့နော်အားကြောင့်မို့သတိပေးချင်လို့လာခဲ့တာပါအားလုံးလည်းဂယူးစိုက်ကြပါလို့နော်လောကကြီးကိုစေးမခတ်တဲ့သူတွေအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေနော်အားလုံးပဲကျေးဇူးတင်ပါတယ်ကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုစနေဆုံးနေကြည့်နေတဲ့မိတ်ဆွေတွေစံတော့ဒီဗီဒီယိုရဲ့အကြောင်းရင်းစုံကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ခုဗီဒီယိုကြည့်နေတဲ့တွေထဲမှာမန္တလေးသားနဲ့ဘာလာပါလို့စံထူးစိုက်ကြပါလို့ကျွန်တော်မှာစကားလေးပြောချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်တဲ့အကြောင်းရင်းဆိုရင်ကျွန်တော်မိတ်ဆွေတို့ဘူတာရစီခြင်းလို့ဖြစ်ပါတယ်ဗျနောက်တဲ့ဗီဒီယိုဒီမှာဆက်လက်ခုလိုဘူတာရမယ့်သတင်းအကြောင်းအရာတွေတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနေပြီးတော့ကြပါအောင်ဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ